ကလေးတွေသွားကြိုက်လို့ဆိုပြီးတော့လူကြီးတွေပါအေးအေးပြက်ပြီးတော့စိတ်မညစ်ရစေဖို့ဒီလေ့ကျင့်လေးကိုတိဆောက်ပေးဖို့လိုတယ်ဘယ်လိုလေ့ကျင့်လဲဆိုရင်ညအိတ်ခါနီးအိယာဝင်ချိန်တိုင်းမှာသွားတိုက်တဲ့အလေ့ကျင့်ပေါ့နော်ဆိုတော့ညအိယာဝင်ခါနီးကိုသွားမတိုက်ဘဲနဲ့အစာတွေအချိုရည်တွေနို့တွေဒါတွေကိုစားပြီးတော့အိတ်သွားလိုက်တဲ့အချိန်ကြလို့ရှိရင်ညအိတ်ချိန်ဟာတရေထုတ်လုပ်မှုကလည်းအရင်နေသွားတဲ့အတွက်ပါဇက်ကလည်းပိတ်ထားတဲ့အတွက်ဘက်တီးရီးယားတွေအများကြီးပေါက်နေတာအဲ့ဒီဘက်တီးရီးယားတွေတရေအကျွင်းကြံနေနဲ့အစာနဲ့ပေါင်းပြီးတော့သွားတွေကပိုးစားသွားမှာသွားမတိုက်ပဲအိတ်တဲ့ညတွေများလာလေကလေးကသွားပိုးစားနိုင်လေသွားပိုးစားလေနာတာကြိုက်တာဖြစ်နိုင်မှုရတိုင်းတော့များလေပဲပေါ့နော်ဒီတော့ကျမတို့အနေနဲ့ကကလေးကိုညဘက်အိတ်ခံနေမဖြစ်မနေသွားတိုက်တဲ့အလေးချင်းကိုကျမတို့အနေနဲ့မွေးမြူပေးမှပဲဒါရမှာပေါ့နော်ဆိုတော့ဘလို့နည်းနဲ့မွေးမြူပေးမလဲဆိုရင်ညအိတ်ခံနေကြရင်သွားတိုက်ပြီးရင်မုတ်တီချိုတွေမကျွေးရဘူးချိုတွေမုတ်တီကျွေးပြီးပြီဆိုရင်သွားပြန်တိုက်ရမယ်ဒါ non negotiable habit လုံးဝစင်ကြေပေးလို့မရဘူးတိုက်ခိုင်းတာလဲဒါသားလေးတွက်သားလေးသွားတွေမဲမဲတူးတူးတွေနဲ့မလှတော့မှဆိုလို့ဒါသွားပြန်တိုက်ခိုင်းတာသားလေးတွက်တိုက်ခိုင်းတာဆိုတာမျိုးမမေတွေတဖေတွေကနားလဲအောင်တည်တည်ချာချာပြောပြပြီးတော့ကလေးကိုအလေးကျင့်ကောင်းလေးတစ်ခုတိဆောက်ပေးရမှာပေါ့နော်ဟုတ်ကဲ့အဆုံးလေးကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်